အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့အထက်တန်းရှိနေတော့ဤဖြူနေမှဖြစ်ပါတယ်မိခွန်းလေးတစ်ခုမေးမြန်းထားတာပါလင်မယားဆိုရင်ရောဒီဥပဒေနဲ့တရားစွဲလို့ရပါသလားဆရာမတဲ့ကျေးဇူးပြု၍ဖြေကြားပေးပါခင်ဗျကျွန်တော်တို့မပေါင်းသင်းတာကတော့2နှစ်ရှိပါပြီကွာရှင်းမထားသေးပါဘူးတဲ့ဒီမိခွန်းလေးဖြေကြားပေးရမယ်ဆိုလို့ရှိရင်ဒါကလေ line ပေါ်မှာကိုယ့်ကိုဂုံတိတ်ခါကြာစင်းအောင်အတီးပြက်စေအောင်ရေးတဲ့အခါမှာပေါ့နော်ဒီ line ပေါ်မှာရေးပြီးတော့တင်မယ်ဆိုရင်ဆက်သွယ်ရေးဥပဒေအရအရေးယူလို့ရတယ်ဆိုတဲ့အကြောင်းပေါ့နော်အဲ့ဒီမှာလင်မယားဆိုရင်ဆိုတာကအဓိကကွာဒီကွာရှင်းပြီးဆိုရင်တော့ဒါလင်မယားမဟုတ်ဘောနော်တရားဝင်မကွာရှင်းရသေးတဲ့ကာလမှာတစ်ဖက်အမျိုးသမီးရတော့၎င်းအမျိုးသားရတော့၎င်းပေါ့နော်နှစ်ဦးနှစ်ဖက်မှာတစ်ဖက်ကနေပြီးတော့ကိုကိုဂုံတိတ်ခါကြာစင်းအောင်အတီးပြက်စေအောင်เนาะချင်းချောက်တာတွေနှောက်ယှက်တာတွေဒါမျိုးတွေလည်းလောက်လာမယ်ဒီဂုံတိတ်ခါကြာစင်းအောင်အတီးပြက်စေအောင်ရေးပြီးတော့တင်လာခဲ့မယ်ဆိုလို့ရှိရင်အရေးယူလို့ရတာဖြစ်ပါတယ်လင်မယားဖြစ်နေသည့်တိုင်အောင်ဥပဒေမှာကလင်မယားမို့လို့ကင်းလို့ခွင့်ရှိတယ်လို့မပါဘူးเนาะအဲ့တော့ line ပေါ်မှာကိုယ့်ရဲ့ဂုံတိတ်ခါကြာဆင်းစေမယ်အဆက်တကွဲအကျိုးနဲ့ဖြစ်စေမယ်ဒါမျိုးဆိုလို့ရှိရင်အရေးယူလို့ရတာဖြစ်ပါတယ်တက်တည်အထောက်ထားတော့ခိုင်လုံဖို့လိုပါမယ်လို့ဖြေကြားပေးလိုက်ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်